သက်ရှိကြမ်းမှစိတ်ချမ်းသာ၍တို့ရဆန္ဒပြေဝစေကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်အလို့ငါဖယားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏဤယရဏမြတ်သုံးပါးတို့အားကျိုးသိမြတ်တို့လက်ဆုံးမူ၍ရှိခိုးပူဇော်ဖူးမြော်မနယောကရောချသောတက္ကိစ္စဂါရဝပနာမကုသိုလ်စေရနာဖြာဖြာတို့ကြောင့်ယနေ့ခါမှစာရေးသက်ရှိခြင်းကျမ်းမာခြင်းခေါ်အပလပြေဝခြင်းဉာဏ်ပညာကြည်ခြင်းစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီလင်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့ကျင့်တရားကိုကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လင်းမြန်စွာစွာကိုယ်စီကိုယ်ငါမျက်မှောက်ပြုလွယ်နိုင်ကြပါစေအဟံဗန္တိဣတရဏိနသဟအထင်္ဂသမနာဂတံဥပောဒထသီလံအမံယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိဒုတိယံမိအဟံဗန္တိဣတရဏိနသဟအထင်္ဂသမနာဂတံဥပောဒထသီလံအမံယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိတတိယံပိအဟံဗန္တိဣတရဏိနသဟသင်္ကသမနာဂတံဥပောဒထသီလံအမံယာစာမိအနုဂံကတဝါသီလံဒေထမေဗန္တိယမဟာဝဒာမိတံဝဒေထနမောတတဗုဒ္ဓဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိဗုဒ္ဓံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိဒုတိယံပိဗုဒ္ဓံတရဏံဂိသာမိဒုတိယံပိဓမ္မံတရဏံဂိသာမိဒုတိယံပိသံဃံတရဏံဂိသာမိဒုတိယံပိဗုဒ္ဓံတရဏံဂိသာမိတတိယံပိဗုဒ္ဓံတရဏံဂိသာမိတတိယံပိဓမ္မံတရဏံဂိသာမိတတိယံပိသံဃံတရဏံဂိသာမိတတိယံပိဗုဒ္ဓံတရဏံဂိသာမိတတိယံပိဓမ္မံတရဏံဂိသာမိတတိယံပိသံဃံတရဏံဂိသာမိတရဏဂမနံပရိပုဏ္ဏံနာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယာမိနာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယာမိအဒိနာဒါနာဝေရမဏိသိက္ခာပရံသမာဓိယာမိအဒိနာဒါနာဝေရမဏိသိက္ခာပရံသမာဓိယာမိအဗျမစရိယဝေရမဏိသိက္ခာပရံသမာဓိယာမိအဗျမစရိယဝေရမဏိသိက္ခာသာဝါဒဝေရမဏိသိက္ခာပရံသမာဓိယာမိသာဝါဒဝေရမဏိသိက္ခာပရံသမာဓိယာမိသု
ရာမေရယမိစ္ဆပမာဒဌာနာဝေရမဏိသိက္ခာဝရံသမာဓိယာမိဝိကာလဘောဇနာဝေရမဏိသိက္ခာဝရံသမာဓိယာမိနေသာခိတာဝါဒိတာဝိတုကာသတ္တနာအာလာကနာဝိတေပနာဒါရဏမန္တနာဝိဘုဒနာဌာနာဝေရမဏိသိက္ခာဝရံသမာဓိယာမိဥစ္စာဒေနမဟာဒေနဝေရမဏိသိက္ခာဝရံသမာဓိယာမိဥစ္စာဒေနမဟာဒေနဝေရမဏိသိက္ခာဝရံသမာဓိယာမိဣဒမေတိလံနိဗ္ဗာနတပစ္စယောဟောတုတိတရဏိနသဟအထေင်္ဂသမနာဂတံဥဘောဒထသီလံဓမ္မံသာရကံကတဝအပမတိနတံပါတိထာ